ဓမ္မတရားတွေကိုလောက၌မပပြောင်းရစေဖို့အနိကတောဘာသာစိကဖို့ဆိုတာသာသနာမကွယ်ဖို့အတိကအရေးပါတော့တင်တတော်မြတ်တန်ငါဒုတိယရာဆိုရတာလူဘဝကနာရတဲ့ခိုက်တဲ့ရဲ့တရားနဲ့ဝိတာနေရာနဲ့စေနဲ့တွေ့ဝိနည်းတဲ့ရဲ့သာသနာချစ်ချမ်းလို့တကယ်ယထာသာတို့ရှိရဲ့တီလာပြေဝပါသည်တမာရီတရားရစ်ချက်တည်ကြည်ဘုံပညာကြီးမားလာသည်ရှင်ယဟန်အစပြုတာဒီဆရာတော်များနဲ့များတန်ခါသည်တို့သာသနာမှာအဖို့ထိုက်ရတနာဘာသာကျိုးထမ်းဖို့ကဒီသာသနာတကောထုံးပါရောက်ကြည်ဓမ္မလမ်းပြသာသနာအာဇာနည်တရားစိတ်ပွားထူးမြတ်စွာတည်စေမြလက်မို့ဥခိုက်ပါသည်အထူးပြေငါညီဥတေငတော်ပါညီဓမ္မတရားတွေကိုလောက၌မပပြောင်းရစေဖို့အနိကတောဘာသာစိကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါတုံးတင်တတော်မြတ်တန်ငါအာယသမတော်သိတ္တလူဘဝခဏရတဲ့အခိုက်ဓမ္မဗုဒ္ဓရဲ့တရားနဲ့မွေးတန်ငါ220ခွဏသွေဝိနည်းသိက္ခာရဲ့စောင့်ထိန်ငါကြည်ကြံလို့တကယ်မြတ်သာသနာကိုအတော်ရှိရန်ရည်ရွယ်တီလာဝပါသည်သမာဓိတရားရင့်ကျက်တည်ကြည်ဘုံပညာကြီးမားလာပါသည်ရှင်ယဟန်အစပြုကားတည်ဆရာတော်များနဲ့များတန်ခါသည်တို့သာသနာမှာအဖို့ထိုက်ရတနာမည်